Mình là một dàn không có lại xem nhé. မင်္ဂလာပါကျွန်တော်ကတော့မောင်လဲတော်ဖြစ်ပါတယ် Mình là cho nó mong hai gì là chứ vậy. မင်္ဂလာပါကျွန်တော်ကတော့ဇော်မြောင်ဖြစ်ပါတယ်ခင်ဗျ Nó khiêm nhân này mà chiêu này về tên là đeo đập chứ vậy xem nhé. ချောင်းရွနဲ့ကြောင်ကြီးရွာနေပြီးတော့တင်တန်းလာတဲ့အားဖြစ်ပါတယ် Cho nó cái xem mình giống như là các em như này trong là đeo chứ vậy. ကျွန်တော်ကတော့မကွေးတိုင်းကံကောက်ခရိုင်စောမြို့နယ်ကနေတင်တန်းလာတက်တာပါခင်ဗျ Bỏ đợt tâm nguyên thì nhà giờ đặc khu tâm nhau trường một tên là ABC Mobile Institute mà tên là đeo đập chứ vậy xem nhé. ချင်းချင်းမှာ customer တွေဗလဲယုံကြည်ရတဲ့ service ဆရာကောင်းတယောက်ဖြစ်ရှင်လို့ Tên là tay trong nhà rồi cho nó này là nó lúc mà và phong sao với xìa đấy và là sau với xìa đấy nhà này bao trong rồi cho nó này là thì lâu của xây dựng lại mà thì trong là tay là gì chứ vậy. ကျွန်တော်ကတော့ရွေချက်နှစ်ခုရှိတယ်ပေါ့နော်တစ်ခုကကျတော့ဇီဝရေးအရာကျွန်တော်အတွက်ကျွန်တော်တို့နယ်ဘက်မှာအဆင်ပြေတယ်ပေါ့နော်ဒီအတမန်ကြောင်းပညာကျတော့ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဒီအသေးစိတ်ကိုပေါ့နော်အသေးစိတ်စိတ်ရှိရှိနဲ့လိုရတဲ့အပိုင်းတွေဘာတွေမှာအားတာလို့ကျွန်တော်ဝါသနာနဲ့လည်းကြိုက်လို့ပေါ့နော်အဲဒါကြောင့်တရားချင်းဖြစ်ပါတယ်ဟုတ် Tên là bây giờ cô anh sang lấy phun bây giờ xí vào yêu chỉ ra lúc cái mua rồi sinh ra tháo vậy vậy. တင်တန်းပြီးရင်တော့ပထမဆုံးရှားဆိုင်မှာဝန်ထမ်းလုပ်ပြီးတော့တစ်နှစ်ကျော်လောက်မှကိုပိုင်ဆိုင်ကန်းဖွင့်မှုစဉ်းစားထားပါတယ် Tên là bây giờ nó cho nó này là cho nó này bác của tôi giờ là nếu mà lâu nhìn xem rồi vậy. Tao nghĩ là lâu bây giờ nó này là sang không mua sinh ra vậy. တင်တန်းပြီးရင်လုပ်ငန်းအတွေ့အကြုံလေးယူမယ်ပေါ့နော်ပြီးတော့ဒီအဆင်ပြေလောက်မဲ့အချိန်ပေါ့နော်အချိန်ကာလအနေနဲ့တစ်ခုရောက်တဲ့အခါကျမှဆိုင်လေးဖွင့်မှုစိတ်ကူးရှိပါတယ်ခင်ဗျ Tên là đây mình chúng ta đã khai khai ra rồi xí vào bộ. Công vấn này phiếu được lâu được khai mà cái thô lông bây giờ đi ra đi về đó là là nhiều sau cái phiếu được đi mà lòng đó là là nhiều khai khai đi rồi xí vào vậy. အဲ့လိုတော့မရှိပါဘူးဗျ Nên này là cả là từ mà cho nó này nè khai khai ra chuyện là ấy chả mà chỗ khuya ra chuyện mà nó chả mà chỗ khuya ra chuyện mà cho nó này là tôi khai khai cái vậy. Tập bắt cho nó trả cái để chả mà khuya đâu. Tập bắt cho nó trả cái chuyện mà cho nó này là tiền mà xây của này tiền chỗ ra mà chả mà này tăng này cái bộ nó. တနန်းတက်တဲ့ကာလမှာပေါ့နော်ဒီပညာနဲ့ပတ်သက်ပြီးတော့အခက်ခဲလို့တော့ထွေထူးထူးမရှိပါဘူးခင်ဗျအလေးချင်းတွေ့ကြုံမှုတွေနဲ့ပဲမဟုတ်တော့နည်းနည်းအစာပိုင်းမှာတော့အခက်ခဲလေးတော့ရှိတာပေါ့နော်ဒါပေမဲ့ဒီလေးချင်းမှများတော့ဒီပြဿနာဖြေရှင်းမိသားဖြစ်သွားပါတယ်ခင်ဗျဟုတ် Cho nên đây này chồng này mất tiền thì là khai ra tên cái này như cô này rồi là bao nhiêu ra cái bộ nó. Khai ra này bây giờ không mà sao tôi sinh ra rồi em một lần này phải rồi xí đấy. Tại mẹ tên này要过来khai ra rồi là như cô này nhà này cô nhà tôi nó này yang quan trọng vậy. Après là số đi tên nào mà cô này như con nó là là xe này con nó là cho nó có bộ như cô này đó sát sản bây giờ tôi cái gì đó mà vậy. အမတ်တရားအနေနဲ့ကတော့ဒီဟောပေါ့နော်ဒီအစားတော့ကျွန်တော်အနေနဲ့ဆိုတော့တယောက်တည်းတည်တံ့နေတာများတယ်ပေါ့နော်ဒီအဖွဲ့အစည်းနဲ့လိုရတဲ့အပိုင်းလေးတွေဒီ activity လေးတွေလုပ်ပြီးတော့အမတ်တရားလေးရှိခဲ့ပါတယ်ခင်ဗျအဆင်ပြေတာပေါ့နော်အတွေ့အကြုံရတာပေါ့ဟုတ်အမတ်တရားတော့ဗာလဲကျွန်တော်တို့ဝယ်ခန်းတော့ကသူတို့အပွဲလိုက်ကခဲ့ရလေးကိုအမတ်တရားဖြစ်ပါ အမတရားတော့အဲ့လိုမျိုးတင်တန်းတက်နေတဲ့ကာလတစ်ခုလုံးညီကိုတွေနဲ့ချစ်ချစ်ခင်ခင်နေရတဲ့ဆရာတွေနဲ့လက်မွန်းတင်းတင်ရတဲ့အတွက်အဲ့ရတော့အမတရားဖြစ်ပါရဲ့ဗျ အရင်ကောင်းတဲ့ဆရာကြီးတွေနဲ့လည်းတင်ပေးပါတယ်ပြီးတော့နောက်ဟိုစိတ်ဝင်စားတဲ့သူတွေကိုလည်းဒီ ABC mobile မှာလာပြီးတော့တင်တန်းတက်ဖို့အကြံပေးချင်ပါတယ် ABC Mobile ရဲ့instrument နဲ့ပတ်သက်ပြီးပြောချင်တာကတော့ကောင်းပါတယ်ဆရာတွေရဲ့စိတ်ရှည်စွာပြမှုစပိုးပေးမှုတွေနဲ့ဘဝအတွက်ခိုင်မာတဲ့လုပ်ငန်းခွင်တစ်ခုရရှိအောင်တင် जा ပေးလို့ကောင်းပါတယ်ဗျ ABC Mobile Institute ကိုဗာလဲလာရောက်တက်ရောက်ခွင့်ရတဲ့အတွက်ကျေးဇူးတကယ်တင်တယ်အခုလည်း ABC Mobile Institute မှာဆရာသမားတွေအကုန်လုံးကလည်းဒါကိုယ့်ရဲ့ကျောင်းသားတွေကိုအကုန်လုံးဟိုဗာလဲတောက်ရောက်စေချင်တယ်ကောင်းစေချင်တယ်နောက်ကျရင်လည်းဟိုဗာလဲကျွန်တော်တို့တင်တန်းသားတွေအကုန်လုံးကိုလည်းတိုးတက်လာအောင်တိုးတက်လာတဲ့လူငယ်တွေတယောက်ကိုဖြစ်စေချင်တယ်ဗျသူတို့အနေနဲ့က
နေမနာညမနာတာခါကျရင်ညဆိုရင်ကျင့်နေတဲ့အချိန်ဆိုရင်လည်းဆရာတွေကဘေးကနေလိုက်ထောက်ပြီးမှအကူအညီပေးခဲ့တယ်တချို့အခက်ခဲနေတဲ့အရာတွေဆိုလည်းထပ်ပြီးတော့တင်ကြားပေးတယ်ပေါ့နော်ဒီ ABC Mobile NCG ကိုဗာလေလာတက်ဖို့လည်းသိကြပါတယ်ဗျ ABC နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဟိုပါဗောအဆင်ပြေတဲ့အပိုင်းတွေကျွန်တော်ပြောပါမယ်ခင်ဗျကျွန်တော်အတွက်တော့အဆင်ပြေပါတယ်ခင်ဗျဟိုပါဗောနော်ဒီနယ်ဘက်ကလာတာဆိုတော့ဒီအဆောင်တို့ဘာလို့စီစဉ်ပေးတယ်ပြီးတော့တင် जा ရေးအပိုင်းမှာဆိုလည်းဆရာတွေအများကြီးဗောနော်သူအပိုင်းနဲ့သူခွဲပြီးတော့စနစ်တကျစိတ်ရှိရှိနဲ့တင်ပေးတယ်ဗောနော်အဲ့ဒီအပေါ်မှာကိုကအတွေ့အကြုံနဲပေမဲ့လည်းဗောနော်ဒီဟိုဆရာရဲ့တင်ပြမှုအောက်မှာဗောဒီကိုလိုက်လုပ်တဲ့အတွက်ဆရာကြီးအကြောင်းလည်းဗောကျေးဇူးကြောင်းလည်းအများကြီးပါတယ်ဗောမကျွန့်ကျက်မှုရှိတယ်ဗောနော်ဟုတ်ကျေးဇူးပါ နောက်တက်မဲ့ဂျူနီယာလေးတွေကတော့ဆိုရင်တခုခုကိုစတင်မယ်ဆိုရင်အာယုံဆူဆိုင်ပြီးလှုပ်ပါစိတ်မလောပါနဲ့တေချာလုံးမတေချာလှုပ်ပြီးတော့စူးစမ်းပါလို့မှကျွန်ပါလေဗျ နောက်လာတဲ့ဂျူနီယာကိုပြောချင်တာကတော့ဆရာတွေကတော့ကောင်းဆရာတွေတင်ကြားသမျှကိုလိုက်နာပေါ့ဆရာလည်းကောင်းကောင်းတင်ပေးပါတယ်ကိုကဂရုစိုက်လည်းတင်ပေးပါတယ် နောက်လာတဲ့မဲ့ဟိုပါဘောနော်ဒီဟိုတနန်းသားအသက်ကလေးတွေကိုပြောချင်တာတော့ဟိုပါဘောနော်ဒီအခုတနန်းလာတဲ့ကာလပေါ့နော်3လဆို3လအတွင်းမှာပေါ့နော်ဒီဆရာကြီးရဲ့ guideline ပေးမှုအောက်မှာတင်းကြီးကြလုပ်ပေါ့နော်ဒီပြီးတော့ကိုကလည်းဟိုဆရာကြီးသင်ပြမှုအပြင်ကိုကလည်းဒီဇိုင်းနံပါတ်ပေါ့နော်စူးစမ်းအထောက်ကူလည်းလိုပါတယ်ပေါ့နော်ပြီးတော့ဒီတခြားအပိုင်းတွေကို short ဟိုအဓိကဘာလို့ခြင်းလဲပါတက်ခြင်းလဲဆိုတာကိုပဲဦးစားပေးလုပ်ရင်တော့လုံးဝဖြစ်မြောက်မှာပါလို့အကြံပြုချင်ပါတယ်ခင်ဗျဖိလက်ဖိတ်ကိုပါတယ်ဟုတ် ဗာလေဂျူနီယာလေးကိုပြောချင်တာတခုကတော့ဒါအလုပ်ဒီတင်တန်းလာတက်ပြီဆိုတာလည်းတင်တန်းကိုဒါစိတ်ပါဝင်စားတာတခြားတင်ကြားမှဆင်ကြီးမှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကိုကဝါနာနဲ့ဒီဇိုင်းမှာထပ်တူကြနေမှာဆင်ကြီးမှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်အနေနဲ့ဒါတင်ရတဲ့နေရာမှာဒါလွယ်လို့ထင်တာဒါပေမဲ့တင်တန်းတခြားကြိုးစားမှလာတာရနိုင်မှာဖြစ်ပါတယ်ကျန်မှာကျိုးခွေရာတို့ဘာလို့ဆိုတာလဲဒါလွယ်တဲ့နေရာမဟုတ်ပါဘူးအားကြောင့်မလို့ဂျူနီယာလေးတွေကိုကောင်းကောင်းမကြိုးစားခိုင်းစေချင်ပါတယ်ဗျ ဆရာတိုင်းစပို့ပေးကြတဲ့သူတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့လိုလေသေးမရှိအကုန်ကုညီထောက်ပံ့ကြလို့မလို့အကုန်လုံးကျေးဇူးတင်ပါတယ် ကျွန်တော်တို့ဗာလဲစိတ်ရှည်စွာတင်ပေးတဲ့ဆရာတွေဒီဆရာခန်းအောင်တို့ဆရာတင့်ကိုလိုင်းတို့စော်ရဲဆရာဝင်းရန်တို့ကျေးဇူးတင်ပါတယ်ပြီးတော့ဒီနေ3လနေရတဲ့အတွင်းမှာရေမီ Wi-Fi အပြည့်စုံလိုလေသိမ်းမရှိဒီထောက်ပံ့ပေးတဲ့ဒီဖောင်ဒါကြီးကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့လိုဗာလဲကိုဖြစ်ချင်တာကိုလုပ်ပေးတဲ့အိမ်ကမိဘတွေကိုဝါသနာကိုသိပြီးတော့လိုလိုက်ပြမိဘတွေကိုလည်းကျေးဇူးတင်ပါတယ် ပထမဆုံးကျေးဇူးတင်နေတာကတော့ကျွန်တော်တို့ရဲ့ဒါဆရာကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပေါင်းတာဟိုအရင်ဆုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့ကိုအများတန်းဒီဇိုင်းမဲ့လိုက်ပြီးမှစောင့်ကြည့်ပြီးမှပါလဲတခုခုပါလို့အဲ့နေတာအစအကုန်လုံးလိုက်ရင်ဖြစ်စီပြီးအတွက်ကျေးဇူးတင်ပါတယ်ပြီးတော့ဆရာတင်းကိုလိုင်းတို့ဆရာခန့်တို့ဆရာဝေယံတို့ကိုလည်းဆရာဝေယံတို့ဆရာမင်းတို့ပြီးတော့ဆရာကျော်မဟင်းတို့ကိုလည်းကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့သူတို့အနေနဲ့ဒါခါကြရင်ကျွန်တော်တို့လုပ်နေတဲ့အရာတွေကျွန်တော်တို့ခါကြရင်ခက်ခဲနေတဲ့အရာတွေဆိုလည်းသူတို့ကိုယ်တိုင်တခြားယူဒီဇိုင်းနဲ့တင်ကြားပေးခဲ့တဲ့အတွက်ဆရာတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ ဟုတ်အရင်ဆုံးကျေးဇူးတင်ချင်တာကတော့ဗောနော်ဒီဟို ABC ဖောင်တာဗောနော်ဆရာအာကာဆိုကျေးဇူးတင်ပါတယ်ခင်ဗျဒီဟိုဗောနော်ဒီနယ်ဘက်ကလာတဲ့သူတွေအတွက်အစီအစဉ်ပေးတယ်ဗောနော်ပြီးတော့တင်တန်းမှာလိုအပ်တဲ့အပိုင်းတွေကိုကြည့်ပြီးတော့ဗောလိုတဲ့အပိုင်းလေးဖြည့်ပေးတယ်ဗောနော်အစစအရာအဆင်ပြေအောင်ဗောအဲ့ဒီအပိုင်းလေးလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့ဆရာတင့်ကိုထိုင်ဗောနော်ဆရာတင့်ကိုလည်းhint scale ဘိုင်းနဲ့ theory ဘိုင်းတင်တာဗောနော်သူကျွန်တော်အတွက်လုံးဝအဆင်ပြေပါတယ်ခင်ဗျဆရာတင့်ကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဆရာဝေယံဗောနော်software ဘိုင်းသင်ပေးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဟိုပါပေါ့ဆရာခန့်အောင်နဲ့ဆရာကျော်မင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်လိုတဲ့အပိုင်းလေးတွေကိုဟိုဖြတ်ဖြည့်ပြီးတော့ပေါ့နော်သင်ပေးတယ်ပေါ့ဒီအပိုင်းလိုတဲ့ပါတယ်ညာတွေပေါ့အဲ့ပုံစံမျိုးလေးဆိုတော့အဆင်ပြေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ပြီးတော့သင်တန်းတက်ဖို့အတွက်ထောက်ကူပေးတယ်ပေါ့နော်ကျွန်တော်အန်တီပေါ့နော်ကျွန်တော်အတော်ပေါ့ကျွန်တော်တော့ရောင်းမိသားကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်မိဘနှစ်ပါးပေါ့နော်ကျွန်တော်မိဘနှစ်ပါးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါ ABC Mobile